ပြေးမှမရှိတဲ့ခလေးလူငယ်မကြကိုလို့ရွာတဲ့အဲ့ဒီမီးတွေရှို့တယ်ပြီးမရှိပြစ်ရှာပြီးတော့ပုံမအမျိုးစုံနဲ့တိုက်ဖမ်းဆီးတဲ့အခုမှတိကျသွားတာလားလို့မိုးပိုက်ချဲမနေ့ကကုန်းရတလဲကျွေးလိုက်တာကိစ္စနဲ့ပတ်သက်ပြီးတော့ဗီဒီယိုဖိုင်အောက်မှာပေါ့ဗျာအများကြီးဟိုဘက်ရောက်ကောက်လေလာပြီးဆဲထားကြတာတွေ့ရတယ်တို့တအားကြီးပောက်ကွဲသွားတာပေါ့ဗျာဘာဖြစ်လို့ဆိုတော့သူတို့ဘာပြောလဲဆိုတော့မင်းတို့တွေကရုပ်ကြရင်းမာကြီးနဲ့အဒက်မရှင်းဘူးလားဆိုတာအဲ့ဒါဒဲပဲရှင်းသွားတာနော်ဘယ်နှမှာလဲခိုးချခိုးရလို့သွားတာမဟုတ်ဒဲလာရှင်းသွားတာမျက်နှာရေးဆိုင်ပြီးရှင်းသွားတာဒါပေမဲ့သူ905နဲ့လားငါလည်းမသိဘူးနော်သူလည်းငဲသူလည်းစားရတဲ့တာရတဲ့ငဲပြလာမသိဘူးသူကလည်း900စွားချင်တဲ့ဇွန်နေဆိုတော့ဟိုကလည်းကျွေးလိုက်တာပေါ့ဗျာအဲ့တော့အရှိုးဘာပြောလဲဆိုတော့ဒါအသက်ကြီးနေပြီပေါ့ဗျာအသက်ကြီးနေတဲ့လူတရားကိုဒီလိုလောက်စရာလားဆိုတော့ဟုတ်ပါတယ်ကျွန်တော်တို့ဒီလိုမျိုးပြန်အလှန်ပြန်ပြီးတော့ဒီလိုမျိုးတင်ပြန်အလှန်လွတ်ဖြစ်နေတာလေကျွန်တော်တို့ကြည့်ရရင်ကျွန်တော်တို့ရင်ထဲမှာတကယ်မကောင်းပါဘူးဘာတက်လဲကျွန်တော်တို့မြန်မာနိုင်ငံမှာမွေးဖွားလာတဲ့မြန်မာလူမျိုးချစ်ချစ်ဖြစ်နေလို့နော်ကျွန်တော်တို့မခံစားနိုင်ဘူးဒါပေမဲ့ဒီလိုပြူစိုးထီးတို့လိုကောင်းလေမျိုးဒီလိုမျိုးအသက်ကြီးအချိန်မီစီးတဲ့လူတွေကြောင့်ဘာအပြေးမှမရှိတဲ့လူငယ်လေးဘဝလေးအညွှန်းကျိုးသွားတဲ့လူငယ်အများကြီးရှိတယ်ဆိုတော့ပြန်တွေးကြည့်ပါနော်ကျွန်တော်တို့အာနာစာသိတဲ့နေတော့ကရိုးရှင်းပဲနော်ကျွန်တော်တို့ပြည်သူတွေမှာဘာအလက်နဲ့မှမရှိဘူးဒါလေးအစင်းတာမှာကျွန်တော်တို့ကြိုက်ပြီးပြေးမထွက်ဘူးကျွန်တော်တို့ရိုးသားနဲ့ကျွန်တော်တို့ခေါင်းဆောင်ထိတ်ချုပ်ဖမ်းထားတဲ့ခေါင်းဆောင်မျိုးပြန်လွန်ပေးဖို့အတွက်နေပူမိုးရွာထဲမှာကျွန်တော်တို့တောက်ဆိုခဲ့တဲ့အရာအများရှိတယ်ဒါပေမဲ့သူတို့စောက်ခွေးမဆိုင်ဘူးသူတို့တွေဟုတ်တယ်မလားစောက်ခွေးမဆိုင်ဘူးနောက်တစ်ခုကတရီနဲ့ပူဆိုးလာတယ်အဲ့တော့ပူဆိုးလာပြီးတော့ဒါကျွန်တော်လမ်းမပုံပြထွက်ခဲ့တယ်ဆရာမအကုန်လုံးလမ်းမပုံထွက်ခဲ့တယ်ဘယ်ကြီးတဲ့မကြကဲအဲ့မှမြည်တယ်နော်ဘာလက်နေမရှိတဲ့ပြည်သူကိုလက်နေနဲ့ချိတ်ချလိုက်တာမြည်တယ်နော်နောက်တစ်ခုကမင်းတို့တွေတည်ရင်ထွက်လာခဲ့လမ်းမပေါ်ထွက်လာခဲ့ဆိုစိတ်ခေါ်လို့ဒါကျွန်တော်တို့ဒီနေရာရလာတာဖြစ်တယ်ကျွန်တော်လက်ရှိကျွန်တော်ဒီဘဝရလာတာဘာချရလာတယ်တိလားအဲ့လိုအောက်ချုံယုံမှုတွေကြောင့်အုတ်ကြီးတွေကြောင့်နော်ဘာအပြင်းမှမရှိတဲ့သူတွေကိုပုံမှမျိုးစုံတက်ပြီးတော့ကျွန်တော်တို့တွေဆွရတယ်ဗျာနော်ကျွန်တော်တို့ဘဒူးနဲ့မှလည်းမသိဘဲနဲ့ဒီကောင်ကတော်လိုင်းအာနာပိုက်တော်လိုင်းသမားတွေနဲ့တီးတယ်စန္ဒပြရတဲ့တပိတ်မှာပါဝင်တဲ့ခေါင်းဆောင်တွေနဲ့ဒီကောင်နဲ့တီးတယ်ဆိုပြီးတော့ကျွန်တော်တို့အဲ့လိုလက်ညှိုးထိုးတို့လက်ညှိုးထိုးတို့ကျွန်တော်တို့တွေအနာကြီးမှုတွေဖြစ်လာတာဒါကြောင့်မလို့ကျွန်တော်တို့ဒီလိုနေရာကိုရလာလဲဆိုတော့မမေ့နဲ့နော်လက်ရှိတိုးရဲတောင်ထဲမှာရောက်နေတဲ့လူငယ်ကိုလုံးကလက်နဲ့ကဲလိုက်တဲ့လူငယ်ကိုလုံးကအဲ့လိုပဲဘာအပြင်းမှမရှိတဲ့လူတွေကိုဒါလက်ညှိုးထိုးပြီးတော့အနိုင်ကျဲတာကြောင့်မလို့လူမိုင်းအားကိုနေပေါ့ဗျာနော်လူမိုင်းအားကိုနေတို့ပုံမှန်ရဲ့မျိုးစုံတက်ပြီးတော့လူငယ်လေးအဲ့လိုမျိုးလှုပ်တော့ဒီလူကျွန်တော်တို့ဒီလိုမျိုးဖြစ်လာတယ်ဆိုတော့မမင်းနဲ့ဒါကြောင့်ကျွန်တော်တို့အောင်းနှောင်းထဲဟိုမှာဘလို့တွေးဝင်လာလဲဆိုတော့ငါတို့ဒီကောင်လေးခေါင်းငုတ်ခံနေရင်လဲဘာမှမထူဘူးဟုတ်တယ်မလားငါတို့ခေါင်းငုတ်ခံနေလို့ရှိရင်ငနောင်လာမဲ့လူငယ်လေးအများကြီးဒီငါတို့လူမျိုးမခံရအောင်ငါတို့ခွေးရရှိတော့ချိန်မှာငါတို့ဒီအာနာကိုတော်လန်မယ်လို့ဆိုပြီးကျွန်တော်တို့အစိတ်တွေပြစ်ထန်လာခဲ့တယ်နောက်တစ်ခုကကျွန်တော်တို့ဘာအပြင်းမှမရှိတဲ့ခလေးလူငယ်မကြကိုလို့ရွာတဲ့အဲ့ဒီမီးတွေရှို့တယ်ပြီးမရှိပြစ်ရှာပြီးတော့ပုံမအမျိုးစုံနဲ့တိုက်ဖမ်းဆီးတဲ့ကျိုးမိန်လေးချတာကြမလို့အဲ့ဒါလေးကျွန်တော်တို့ပြန်ကြည့်ပြီးလို့ရှိရင်ကျွန်တော်တို့တွေစိတ်တွေကိုဒီလိုမျိုးပို့ပြီးပြစ်ထန်လာအောင်တော်အားပေးလို့သူတို့ဖြစ်လာတယ်ကြည့်ပါကျွန်တော်တို့နားမှာဆိုအခလုတ်တာကျွန်တော်တို့အလုပ် online social media သုံးနေတာပဲဟုတ်နော်ဒါပေမဲ့ဘသူကလှုပ်ချင်မှလဲဗျကျွန်တော်မန်တိုင်းဝခံရမယ်ဆိုရင်ကျွန်တော်အခုချိန်ထိဘယ်သူမှကျွန်တော်လက်နဲ့ကျွန်တော်မတတ်ခဲ့ဘူး
နော်ကျွန်တော်အလဲနဲ့မှလူတယောက်တားထားတဲ့တွေးဆိုတော့တစ်ခါမှလည်းမစော်ခဲ့ဘူးကျွန်တော်တစ်ခါမှမလုပ်ဘာကြောင့်လဲဒါမဲ့တစ်ခုတော့ရှိတယ်ဗျာရှိသားမှာအနေလားငါလားချရင်တော့ဒါပဲရှိတယ်နော်ကျွန်တော်အလဲနဲ့ကျွန်တော်ဘလိုက်ဘဒိုးမှကျွန်တော်တို့ကျိုးတုပ်ရင်လည်းဘဒိုးမှကျွန်တော်တို့နိုင်မစက်ခဲ့ဘူးဒါပေမဲ့မနေ့ကဘုံမချဲလောက်သွားတာတော့သူကျိုးလည်းမတုပ်သွားဘူးမျက်နှာရေးစိတ်တဲ့လူရှင်းသွားတာဖြစ်တယ်အဲ့ဒါပြောတာနော်အဲ့တော့ပြပြတာသူလောက်ကြံတာလည်းမဟုတ်ဘူးเนาะသူကတတိရှိရှိနဲ့လောက်သွားတာပြောတာအဲ့ဒါပြသွားလိုက်တာအဲ့တော့မင်းတို့နောင်လိုင်းနေနဲ့စက်ခွေးလေးလဲဒါကိုနမူနာကြည့်ထား DVD ဖိုင်လေးကိုကြည့်ပြီးတော့မှတ်ထားပါเนาะမင်းတို့ကောင်လေးကတအားကြီးလဲဇာမရနဲ့မင်းတို့ကောင်တနာလို့လွတ်ပေးထားတဲ့အစစ်လာပဲရှိတယ်เนาะလူသားစာနာမိုးလေးနဲ့မလောက်တာပဲရှိတယ်စဲကိုစင်းနဲ့တူအောင်တိုက်တာဖြစ်တယ်ငါတို့လေအဲ့ဒါမလို့မင်းတို့ကောင်လေးကိုကြိုက်တဲ့ပေါက်စံလေးလို့ရတယ်မင်းတို့ကလည်းလိုက်ပေါ်မှာဖိတ်ထောင်းကျင်နေကမင်းတို့သိရင်ပြီးထွက်ခဲ့ခုချက်တည်းစိတ်ခုံနေတော့ရှိကောင်လည်းရှိနေတော့ဘူးเนาะအဲ့ဒါလေးပြောပြတာတချို့ကလည်းအများကြီးပဲပူလောင်နေကြတာဘာဖြစ်ဖြစ်မင်းတို့ကပျော်နေလားဆိုတော့ပြောတာပဲကောင်းပါလေပြောတယ်